ဂျပန်နိုင်ငံရဲ့နာမည်ကြီးရှိဘူးရဘူတာယုံရှေ့မှာထိုင်နေတဲ့ခွေးရုပ်ထုလေးကိုမြင်ဘူးကြမှာပါ။ဒါဟာရိုးရိုးခွေးရုပ်လေးမဟုတ်ပဲတကဘာလုံးကိုမျက်ရည်ကျစေခဲ့တဲ့ဟာချီကိုဆိုတဲ့ခွေးလေးရဲ့ဖီယက်မိုင်ဇလိုင်းပဲဖြစ်ပါတယ်။1924ခုနှစ်မှာတိုကျိုတက္ကသိုလ်က Professor Ueno ဟာအာကီတာမျိုးနွယ်ခွေးလေးဟာချီကိုကိုမွေးစားခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့တန်ရောစဉ်ဟာအရန်ကိုထူခြားခဲ့ပြီးနေ့တိုင်း Professor အလုပ်သွားရင်ဟာချီကိုကဘူတာယုံအထိလိုက်ဖို့လိရှိပါတယ်။ မျက်နေပိုင်းအလုတ်ကပြန်လာမဲ့အချင်းရောက်တိုင်းလေဟာချီကိုဟာဘူဒါယုံရှိမှအမြဲတမ်းကြိုးစိုးနေတတ်တာဟာသူတို့ရဲ့နေ့စဉ်လေ့ကျင့်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့1925ခုနှစ်ရဲ့တရက်မှာတော့ကန်ဂျမာကရက်ဆက်သွားခဲ့ပါတယ်။ Professor ဟာအလုတ်ခွင်မှာတဲ့ဦးနောက်သွေးရိုးစီပြီးရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီနေ့ညနေမှာဟာချီကိုတယောက်ဘူဒါယုံမှာစောင့်နေပြီမယ်သူ့သခင်ကတော့ဘယ်တော့မှပြန်မလာတော့ပါဘူး။တကယ်အံ့ဩဖို့ကောင်းတာကဟာချီကိုဟာအဲ့ဒီနေ့ကစလို့နောက်ထပ်6နှစ်ကျော်တိုင်နေ့တိုင်းအချိန်တိုင်းမှာသူ့သခင်ပြန်လာနိုးတဲ့ရှေဘူးရဘူရာယုံရှေ့မှာပဲတွားရောက်စောင့်ဆိုင်နေခဲ့တာပါနှင်းတွေကြမိုးတွေရွာသူဟာနေရမပြတ်စောင့်နေခဲ့ပါတယ်1935ခုနှစ်မှာတော့ဟာချီကိုဟာအဲ့ဒီဘူရာယုံအနီးမှာပဲတေဆုံးသွားခဲ့ပါတယ်သူဟာတေဆုံးတဲ့အချိန်အထိသခင်ဖြစ်သူအပေါ်တစ္ဆာရှိခဲ့တာကြောင့်ဂျပန်လူမျိုးတွေကသူ့ကိုတစ္ဆာရှိသောခွေးလေးလိုတင်စားသည့်ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။ဒီဇလန်လေးကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးသွားပါတယ်။အဲ့ဒါကတော့တစ္ဆာတရားဆိုတာစကလုံးတွေထက်လောက်ရက်နဲ့တက်တည်ပြရတာမျိုးဆိုတာပါပဲ။သင်ရောဒီလိုတစ္ဆာရှိတဲ့အချင်းမျိုးကိုယုံကြည်ပါသလား